မင်္ဂလာပါစင်တကောင်လုံးပျောက်ဆုံးခြင်းရဲ့နောက်ဆက်တွဲအဆက်ကိုဖတ်ပြသွားမှာဖြစ်ပါတယ်တစ်ချိန်တည်းမှာသူကကျွန်တော်တို့ရဲ့စင်လုံးကြုံရေးအစီအမံတွေဟာတတိုင်းပြည်လုံးကဘယ်တရိတ်ဆန်ယုံနဲ့မဆိုမနှိမ့်ကြဘူးလို့လည်းကြော်ညာသွားခဲ့ပါသေးတယ်ပြီးတော့သူကဒါဟာအနေရကြီးပြီးအတိတ်ပဲမဲ့အများပြည်သူကိုအနှောင့်အယှက်ဖြစ်စေတဲ့လုပ်ရဖြစ်ပြီးထိထိရောက်ရောက်အရေးယူသွားမယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့နှစ်ကလိုပဲမြို့ကောင်စီမှာတိုက်ခန့်တွေကလည်းဆွဆွဲမှုတွေလုပ်လာပါတယ်သူတို့ကမြို့တော်ဝန်ဟာစင်ပြဿနာကိုအကြောင်းပြပြီးမြို့လူထုကိုပစ္စည်းတွေရောင်းချဖို့လုပ်ငန်းရှင်တွေနဲ့လက်ဝါးချင်းရိုက်ခဲ့တယ်လို့ဆိုပါတယ်ဒီကိစ္စအတွက်သူဘယ်လိုများတာဝန်ယူမလဲဆိုတာကြည့်ကျင်တယ်လို့ဆိုပါတယ်သတင်းစာမှာတော့စိတ်ပူပန်နေပုံရတဲ့အသက်38နှစ်အရွယ်အမေတယောက်နဲ့တွေ့ဆုံထားပါတယ်အခုချိန်မှာတော့ကျမကလေးတွေကိုအပြင်ထွက်မစော့ခိုင်းတော့ဘူးလို့သူမကဆိုပါတယ်စုံစမ်းစစ်ဆေးမှုတွေမှာစင်ကိုမွေးစားဖို့မြို့ကဆုံးဖြတ်ချက်ချခဲ့ပုံအစဉ်စဉ်ကိုအကျဉ်းချုပ်အစီရင်ခံစာတွေစင်လောင်ယုံနဲ့ပတ်ပတ်လဲရေပြင်အနေအထားကိုလေရင်ပေါ်ကရိုက်ထားတဲ့ပုံလေးစင်ကြီးရဲ့ရာဇဝင်သူနဲ့အတူပျောက်သွားတဲ့စင်တိုင်းရဲ့ရာဇဝင်အကျဉ်းတွေပါပါတယ်အသက်63နှစ်ရှိပြီဖြစ်တဲ့နိုဘိုရူဝါဒနာဘီဟာစီဘူးစီရင်စုတွေကတက်ရမှာဇာတိပါသူကတရိတ်ဆန်ယုံနို့တိုက်ဌာနမှာနှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့တယ်တရိတ်ဆန်ယုံအာဏာပိုင်တွေကသူဟာဒီတရိတ်ဆန်တွေအကြောင်းကောင်းကောင်းသိပြီးရိုးသားဖော်ယူတဲ့ဇယိုက်တဘာဝရှိတယ်လို့အပြည့်အဝယုံကြည်ထားကြတယ်စင်ကြီးကတော့လွန်ခဲ့တဲ့22နှစ်လောက်ကအရှေ့အာဖရိကကနေပို့လိုက်တာဖြစ်ပြီးသူ့ရဲ့အသက်အတိအကျနဲ့ဇယိုက်တဘာဝကိုတော့သိမသိကြပါဘူးအစီရင်ခံစာရဲ့အဆုံးမှာမြို့ကန်တွေကိုစင်နဲ့ပတ်သက်ပြီးထူးခြားတဲ့သတင်းတွေရခဲ့ရင်အကြောင်းကြားဖို့ရဲဌာနရဲ့မြစ်တာရက်ခံချက်နဲ့အဆုံးသတ်ထားတယ်ဒီမြစ်တာရက်ခံချက်နဲ့ပတ်သက်ပြီးကျွန်တော်ဒုတိယကော်ဖီခွက်ကိုတောက်နေတော့စဉ်းစားနေမိတယ်ဒါပေမဲ့လည်းရဲကိုဖုံးမဆက်တော့ပါဘူးလို့ပဲသုံးဖြတ်လိုက်တယ်တစ်ချက်ကကျွန်တော်အနေနဲ့ကူညီနိုင်မယ်ဆိုရင်တော့သူတို့နဲ့မပတ်သက်ချင်ဘူးနောက်တစ်ချက်ကကျွန်တော်ပြောမယ့်အကြောင်းအရာကိုသူတို့ယုံမှာမဟုတ်ဘူးဆိုတာသိနေခဲ့တယ်ရှင်ကြီးဟာဒီလိုပဲပျောက်ဆုံးသွားနိုင်တာပဲဆိုတာကိုထည့်ပြီးမစင်စားတဲ့လူတွေနဲ့ဘာလို့ဖို့ပြောနေမှာလဲကျွန်တော်လည်းဗလာစာအုပ်ကိုစာအုပ်စင်ပေါ်ကယူလိုက်ပြီးစင်ဆောင်ပါကိုဖြတ်ကာအဲ့ဒီစာအုပ်ထဲပြောင်းကပ်လိုက်တယ်ပြီးတဲ့နောက်ကျွန်တော်လည်းပကံကိုဆေးပြီးရုံးကိုထွက်လာခဲ့တယ်9 နာရီသတင်းလာတော့ကျွန်တော်စောင့်ကြည့်တယ်မုတ်ဆိုးတွေကမေစည်းကြည်စံတွေထည့်ထားတဲ့ပြောင်းကျဲသနတ်တွေကိုတဲလို့ပေါ့မြို့ကန်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲသားတွေမိသက်တပ်ဖွဲ့ဝင်တွေအားလုံးကအနီးအနားကတစ်တော်နဲ့တောင်ကုန်းပေါ်ပိုက်စိတ်တိုက်ရှာဖွေလို့ဟယ်လီကော်ပတာတွေကလည်းခေါင်ပေါ်ကနေမိုးပြီးလှဲ့လှဲ့ရှာဖွေနေကြတယ်ကျွန်တော်တို့ပြောနေတဲ့တစ်တော်နဲ့တောင်ကုန်းဆိုတာတိုဂျိုမြို့စင်ချေဖုံးမှာရှိတဲ့အရာတွေပါဒီတော့ဒီလောက်ကြီးကျယ်ဝန်းလာတဲ့နေရာတွေတော့မဟုတ်ပါဘူးဒီလောက်လူအုပ်နဲ့တရက်ဆိုကောင်းကောင်းလုံလောက်ပါတယ်ပြီးတော့သူတို့ရှာနေကြတာကလည်းတေးသေးကွေးကွေးစိတ်တစလူသက်သမားတယောက်မဟုတ်ပါဘူးကြီးမားလှတဲ့အာဖရိကန်စင်ကြီးတစ်ကောင်မှာသူ့အတွက်ပုံခိုနိုင်တဲ့နေရာကလည်းများများဆဆမရှိနိုင်ပါဘူးဒါပေမဲ့လည်းသူတို့မှရှာလို့မတွေ့နိုင်သေးရဲမှုကြီးက TV မှန်သားပြင်ပေါ်မှာကျွန်တော်တို့ဆက်လက်ရှာဖွေဖို့ရည်ရွယ်ထားပါတယ်လို့ဆိုပါတယ်အစီအစဉ်တင်ဆက်သူကတော့ဘသူကဘလို့ဘယ်ပုံနဲ့များစင်ကိုလွတ်ပေးခဲ့တယ်လဲဒီစင်ကဘယ်မှာများပုံနေခဲ့တယ်လဲသူတို့ရဲ့ရည်ရွယ်ချက်တွေကဘာလဲဒါတွေအလုံးဟာလျှို့ဝှက်မှုအနေနဲ့ပဲဆက်လက်ဖုံးကွယ်လို့နေသေးပါလို့ပြောရင်အစီအစဉ်ကိုညီကုန်းချုပ်လိုက်ပါတယ်ရှာဖွေမှုတွေကိုရပ်ပေါင်းများစွာဆက်ပြီးလုပ်နေခဲ့တယ်ဒါပေမဲ့အာဏာပိုင်တွေအနေနဲ့စင်ကြီးဗမာရှိနိုင်တယ်ဆိုတော့တဲလွန်စာလေးတစ်ခုတောင်မှမတွေ့ရသေးပါဘူးကျွန်တော်လည်းသတင်းစာစောင်းမတွေကိုဖြတ်ညှက်ပြီးကျွန်တော်ရဲ့စာအုပ်ထဲမှာကတ်ထားပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်လို့အယ်ဒီတာကာတွန်းတွေတောင်ပါပါသေးတယ်
ကျွန်တော်အေဗန်ကခဏလေးပြေးသွားပြီးစာအုပ်အသစ်ဝယ်ရပါတယ်ဒီလောက်ထူတဲ့လှပေမဲ့ဒီဖြတ်စတွေထဲမှာကျွန်တော်ရှာဖွေနေတဲ့အချက်မျိုးမပါပါဘူးသတင်းဆောင်မတွေကအဓိပ္ပာယ်မရှိတာတွေမမှန်မကန်တွေပဲပါပါတယ်စင်ကြီးကပျောက်ဆုံးနေစေရဲဌာနရဲ့ရှာဖွေမှုကတော့အမောင်ဖုံးနေစေဒီပျောက်ဆုံးမှုရဲ့နောက်ွယ်မှာရာဇဝတ်မှုတစ်ခုခုများရှိမလားစသဖြင့်ဒါပေမဲ့တပတ်လောက်ကြာတဲ့အခါမှာဒီလိုဆောင်းပါးမျိုးတွေတောင်တိတိတတ်တာအတွေ့ရကျဲလာခဲ့တယ်အခြေအနေကတော့ဘာမှမထူးသေးအပတ်စဉ်မဂ္ဂဇင်းတွေမှာတော့အံ့ဖွယ်တဲ့ဇာတ်လမ်းတွေပါလာတယ်မဂ္ဂဇင်းတစ်ခုကဆိုအကြမ်းမြင်ရနေတဲ့သူတယောက်ကိုတော့ငှားထားသေးတယ်ဒါပေမဲ့ဘယ်မဂ္ဂဇင်းကမှသူတို့ရဲ့ပြူးပြူးပြဲပြဲခေါင်းစဉ်တွေနဲ့ပတ်သက်ပြီးအထောက်အထားခိုင်ခိုင်မာမာမပြနိုင်ကြပါဘူးလူတွေဟာစင်ကိစ္စကိုသူတို့ရဲ့အဖြေရှာမရတဲ့လျှို့ဝှက်စမ်းကြဲအကြောင်းအရာအမျိုးအစားတွေစပြီးထည့်လိုက်ကြပြီထင်ပါတယ်စီအိုကြီးတစ်ကောင်နဲ့စင်ထိန်အဖိုးကြီးတစ်ယောက်ရဲ့ပျောက်ဆုံးမှုဟာလူတွေရဲ့နေစာတူဝဘဝတွေကိုဘလို့မှမထိခိုက်ပါဘူးကဘာကြီးကတော့ထုံးစံအတိုင်းတပုံစံနဲ့ဆက်လက်လည်ပတ်နေစေနိုင်ငံရေးသမားတွေကလည်းယုံကြည်စိတ်ချလို့မရတဲ့ကြေညာချက်တွေထုတ်ပြန်နေစေလူတွေကလည်းမနှက်စောစောရုံးကိုတန်းဝေစွာနဲ့တွားနေကြစေကလေးတွေကလည်းသူတို့ရဲ့တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက်ကြက်မှတ်နေကြစေနေစာတူဝဘဝရဲ့မဆုံးနိုင်တဲ့အတက်အကျတွေရဲ့အလယ်မှာပျောက်ဆုံးနေတဲ့စင်တကောင်အကြောင်းကိုအကြာကြီးစိတ်မဝင်စားနိုင်ပါဘူးပြတင်းပေါက်ကဖြတ်သွားတဲ့ခြေကုံလက်ပန်းကျနေတဲ့တက်လိုမျိုးလပေါင်းများစွာကအမှုမဲ့အမှတ်မဲ့ခုံဆုံးသွားခဲ့တယ်ကျွန်တော်အချိန်အားရတိုင်းစင်မရှိတော့တဲ့အိမ်ကြီးကိုသွားပြီးကြည့်တတ်တယ်လူတွေမဝင်နိုင်အောင်ခြံရဲ့တန်တိုင်းတွေကိုတန်ကြိုးတုတ်တုတ်ကြီးနဲ့ပတ်ထားတယ်အထဲကိုချောင်းကြည့်လိုက်တဲ့အခါစင်လောင်ရင်တကားကိုလည်းတန်ကြိုးနဲ့ပတ်ပြီးတော့ခတ်ထားတာကိုတွေ့ရတယ်ရဲတွေဟာစင်မရှိတော့တဲ့အိမ်ကြီးကိုအထက်ထက်လုံခြုံရေးတိုးချပြီးစင်ကြီးကိုမရှာနိုင်ခဲ့တာကိုဖုံးကွယ်နေသလိုပဲအနီးပတ်ဝန်းကျင်က6ကက်လို့အရင်ကလူတွေရက်ကြည့်နေတဲ့နေရာမှာအမိုးပေါ်ကခိုးတတိုက်ကနေရာယူနေလို့မြေကွက်လက်ကိုဘယ်သူမှမရှင်းလင်းတော့နွေရာသီမျက်စိမ့်စိမ့်တွေကဒီအခွင့်အရေးကိုစောင့်နေသလိုမျိုးအပြိုင်ရိုင်းပေါက်လာကြတယ်စင်လောင်ရင်တကားမှာပတ်ထားတဲ့ချင်းချိုးကြီးကိုကြည့်ပြီးတောအုပ်ကြီးတွေကနန်းတော်ပြက်ကြီးကိုစောင့်တဲ့ငွေကြီးတစ်ကောင်ကိုသတိရသွားမိတယ်စင်ကြီးမရှိတော့တဲ့လပိုင်းအတွင်းမှာဒီနေရာတစ်ခုလုံးမှာပျက်စီးသေဆုံးမှုနဲ့ထိတ်လန့်ခြောက်ကပ်မှုအငွေအသက်တွေကနှိမ့်စင်းဣကြလာတဲ့မိုးသားတိမ်အုပ်ကြီးတွေလိုမျိုးဖုံးလွှမ်းလို့နေခဲ့တယ်သူမနဲ့ဆုံခဲ့တာကစက်တင်ဘာလကုန်လောက်မှာအဲ့ဒီနေ့ကမိုးလင်းကမိုးချုပ်တနေကုန်မိုးရွာနေခဲ့တယ်မိုးကဒီချိန်လောက်ဆိုရွာတတ်မြဲဖြစ်တဲ့နှင်းမိုးတစိမ့်စိမ့်နဲ့မပြောင်းမလဲရွာနေခဲ့ပြီးနွေရာသီရဲ့အမှတ်တရတွေတစတစမျောပါလို့သွားခဲ့တယ်ဒီအမှတ်တရတွေကညောင်းတွေကတဆင့်ရေစိုးပိုက်တွေမြစ်တွေကိုစီးဆင်းပြီးနောက်ဆုံးမှာမဲမောင်နှက်ဆိုင်လာတဲ့သမုတ်တရားတွေကိုရောက်ရှိသွားခဲ့တော့တယ်ကျွန်တော်ကုမ္ပဏီရဲ့ကြော်ညာအစီအစဉ်တွေကိုစတင်တဲ့ပွဲမှာကျွန်တော်တို့တယောက်ကိုတယောက်သတိပြုမိခဲ့ကြတယ်ကျွန်တော်ကလျှက်စစ်အသုံးဆောင်ပစ္စည်းအဓိကထုတ်လုပ်တဲ့ကုမ္ပဏီရဲ့ပြင်ပဆက်ဆံရေးဌာနမှာလုပ်ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်ကအတွဲလိုက်ထုတ်ထားတဲ့မိဖို့ကြောင့်သုံးပစ္စည်းတွေကိုစောင်းမင်္ဂလာပွဲတွေနဲ့စောင်းရာသီဘောနပ်ပေးတဲ့ရာသီအမီဈေးကွက်ထဲပို့ဆောင်ဖို့အတွက်လူသိရှင်ကြားမိတ်ဆက်ပေးတဲ့ပွဲကိုဥဆောင်ကျင်းပနေခဲ့တာပါကျွန်တော်အလုပ်ကမျိုးသမီးမဂ္ဂဇင်းအတော်များများနဲ့ညှိပြီးရုပ်သံအစီအစဉ်တွေနဲ့နယ်နေတဲ့စောင်းမတွေရေးခိုင်းတာပါတိတ်ပြီးညံရည်မြင့်စရာမလိုလာတဲ့အလုပ်ပါဒါပေမဲ့ကျွန်တော်အနေနဲ့စောင်းမတွေကိုဓာတ်ရိုက်ကြော်ညာနေတယ်လို့မျိုးမဖြစ်ရအောင်ကြည့်ပေးရပါတယ်မဂ္ဂဇင်းကကျွန်တော်တို့အကြောင်းစောင်းမတွေထည့်ပေးရင်အပြန်လန်းအနေနဲ့ကျွန်တော်တို့ကလည်းကြော်ညာတွေပြန်ထည့်ပေးရပါတယ်တယောက်ကျော်တယောက်အပြန်လန်းကုတ်ပေးတဲ့သဘောပါငယ်ငယ်ရွယ်ရွယ်အိမ်ရှင်မတွေအတွက်ထုတ်တဲ့မဂ္ဂဇင်းတစ်စောင်ရဲ့အက်ဒီတာအနေနဲ့
ငယ်ရွယ်ရွယ်အရှင်မတွေအတွက်ထုတ်တဲ့မဂ္ဂဇင်းတစ်စောင်ရဲ့အယ်ဒီတာအနေနဲ့သူမကဒီဆောင်မအတွက်အချက်လက်ရှာရင်ပါတီကိုလာတတ်ပါတယ်ကျွန်တော်ကသူမကိုဥဆောင်ပြီးလိုက်လံပြသရပါတယ်နာမည်ကျော်အီတလီဒီဇိုင်းဆရာနဲ့ပုံစံထုတ်ထားတဲ့ရောင်စုံရေခဲတစ်တာတွေကော်ဖီဖြော်စက်တွေမိုက်ခရိုဝေ့ကင်စက်တွေနဲ့တစ်သီးဖြော်စက်တွေအကုန်ပါပါတယ်အရေးကြီးဆုံးအချက်ကတဟဇာတာဖြစ်မှုပါပဲဘလောက်လှအောင်ဒီဇိုင်းထုတ်ထားတာသူ့ပတ်ဝန်းကျင်နဲ့အဆင်မပြေရင်သွားတာပါပဲဒီဇိုင်းရဲ့ညီညွတ်ပြေပြမှုအရောင်ရဲ့ညီညွတ်ပြေပြမှုလုပ်ငန်းဆောင်တာတွေရဲ့ညီညွတ်ပြေပြမှုဒါတွေကယနေ့ခေတ်မိဖို့ကြောင့်တွေမှာတခြားအရာတွေထက်ပိုပြီးလိုအပ်နေခဲ့ပါတယ်သူဒေသနာတွေအဆိုအရအိမ်ရှင်မအတော်များများဟာတနေ့တာရဲ့အချိန်အများစုကိုမိဖို့ကြောင့်ထဲမှာပဲကုန်ဆုံးကြရပါတယ်မိဖို့ကြောင့်ဟာသူမရဲ့လုပ်ငန်းခွင်မှာပဲသူမရဲ့တည်ယူရာနေရာပဲသူမရဲ့နေထိုင်ရာနေရာပဲဒါကြောင့်မို့မိဖို့ကြောင့်ကိုတတ်နိုင်တဲ့လောက်တတရရဖြစ်အောင်လုပ်ဖို့လိုပါတယ်မိဖို့ကြောင့်ကတေးကျင်သေးမယ်ကြီးကျင်ကြီးမယ်ဘာမှမတတ်နိုင်ပါဘူးဒါပေမဲ့ဘယ်မိဖို့ကြောင့်ပဲဖြစ်ဖြစ်အခြေခံသဘောတရားကတော့တဟဇာတဖြစ်နေဖို့ပါပဲဒီအတွေးခေါ်ကအခုအသစ်ထုတ်လုပ်ထားတဲ့ဒီဇိုင်းစီးရီးရဲ့အခြေခံပါပဲဥပမာဒီထမင်းပေါင်းလေးကိုကြည့်လိုက်ပါသူမကခေါင်းတငိမ့်ငိမ့်နဲ့မှတ်စုစာအုပ်သေးသေးလေးနဲ့လိုက်မှတ်နေခဲ့တယ်ဒါပေမဲ့ဒီပစ္စည်းတွေပေါ်တိတ်ဆိတ်မဝင်စားလာဘူးဆိုတာသိတာလှပါတယ်ဒါမှမဟုတ်ကျွန်တော်တို့ရဲ့ထမင်းပေါင်းအသစ်ကလေးပေါ်မှာကျွန်တော်ရဲ့စိတ်ဝင်စားမှုတိတ်မရှိလာလို့လည်းဖြစ်နိုင်ပါတယ်ကျွန်တော်တို့နှစ်ယောက်လုံးဟာကိုယ့်အလုပ်ကိုလုပ်နေခဲ့ကြတာပါရှင်ကမိဖို့ကြောင့်အကြောင်းအတော်သိသားပဲနော်အဆုံးမှာသူမကမှတ်ချက်ချတယ်သူမကကစ်ချင်းလို့မပြောပဲဂျပန်စကားနဲ့ပဲသုံးပြီးပြောတယ်ဒါကကျွန်တော်အသက်မူဝမ်းကြောင့်အလုပ်ပဲလေကျွန်တော်ကလေ့ကျင့်ထားတဲ့အပြုံးနဲ့ပြုံးပြီးဖြေလိုက်တယ်ဒါပေမဲ့လည်းအဲ့ဒီပြင်ကျွန်တော်ကိုယ်တိုင်ကချက်ပြုတ်ရတာသဘောကျပါတယ်အပျော်ချက်စားတာမဟုတ်ပါဘူးနေ့တိုင်းကျွန်တော်ဘာသာပဲချက်စားရပါတယ်မိဖို့ကြောင့်တစ်ခုအတွက်ပြည့်ပြည့်ညီညွတ်မှုကအဲ့ဒီလောက်အရေးပါသလားလို့ကျမစဉ်းစားနေမိတယ်ကျွန်တော်တို့ကကစ်ချင်းလို့ပြောတယ်အရေးတော့မကြီးပါဘူးကုမ္ပဏီကကျွန်တော်တို့ကိုအင်္ဂလိပ်လိုပဲပြောခိုင်းလို့ပါအိုးတောင်းပန်ပါတယ်ဒါပေမဲ့ဒီသဟဇာတာဖြစ်မှုကဒီလောက်အရေးကြီးသလားလို့တွေးနေမိတော့မယ်ရှင်ကောဘယ်လိုထင်တယ်လဲကျွန်တော်ကိုယ်ပိုင်အမြင်လားဒီလေစည်းကိုမချွတ်မချင်းကျွန်တော်ကိုယ်ပိုင်အမြင်ကိုပြောလို့မရဘူးကျွန်တော်ကအာဘတရပြုံးပြီးပြောလိုက်တယ်ဒါပေမဲ့ဒီနေ့ကတော့ချွင်းချက်အနေနဲ့ပြောလိုက်ပါမယ်မိဖို့ကြောင့်တစ်ခုအနေနဲ့သဟဇာတာဖြစ်မှုထက်ပိုပြီးအရေးကြီးတဲ့ကိစ္စအနည်းငယ်ရှိနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီတခြားကိစ္စတွေကခမားရောင်းစားလို့မရဘူးလေကျွန်တော်တို့ရဲ့လက်တွေ့ကျလာတဲ့ကဘာကြီးမှာရောင်းမရတဲ့ပစ္စည်းတွေကိုတိတ်ပြောလို့မရှိဘူးမဟုတ်လားကဘာကြီးကအဲ့လောက်တောင်လက်တွေ့ဆန်တဲ့နေရာလားကျွန်တော်လဲ secret တလိပ်ထုတ်ပြီးမီးညှိလိုက်တယ်ကျွန်တော်လည်းမသိဘူးဒီလိုပဲလှုပ်ခနဲပြောလိုက်တာပါဒါပေမဲ့ဒီစကားလုံးကအတော်များများကိုရှင်းပြနိုင်တယ်အလုပ်လုပ်ရတာကိုလည်းပိုပြီးလွယ်ကူစေခဲ့တယ်ဒီစကားလုံးတွေနဲ့ကောင်းကောင်းကစားနိုင်တယ်တည်သက်လှတဲ့အသုံးအနှုန်းတွေနဲ့မရှိမဖြစ်တဲ့လက်တွေ့ကြမှုဒါမှမဟုတ်အနှစ်သာရအရာလက်တွေ့ကြမှုစသဖြင့်သုံးဆွဲနိုင်တယ်ဘယ်အရာမဆိုဒီရှုထောင့်ကကြည့်လိုက်ရင်ရှုပ်ရှုပ်ထွေးထွေးကိစ္စတွေအကုန်လုံးကိုရှောင်ရှားနိုင်တယ်အတော်စိတ်ဝင်စားဖို့ကောင်းတဲ့အမြင်ပဲမဟုတ်ရပါဘူးဒါသူ့လိုကိုလိုအမြင်ပါပဲအိုးဒါနဲ့ကျွန်တော်တို့ရှမ်ပိန်ကောင်းကောင်းလေးရထားတယ်နည်းနည်းတောက်မလားကျေးဇူးတင်ပါတယ်ကျမရှမ်ပိန်တောက်ရတာကြိုက်ပါတယ်ရှမ်ပိန်တောက်ရင်စကားစမီပြောကြမှာပဲသူမနဲ့ကျွန်တော်အကြိမ်တော်တော်များများစုံဘူးတာကိုသတိရတယ်ကျွန်တော်တို့စီးပွားရေးလောကကတိတ်မကြီးတဲ့ရေကန်လေးပါကဲလုံးနည်းနည်းလောက်ပြစ်လိုက်ရင်တစ်လုံးဒါမှမဟုတ်နှလုံးလောက်ကတော့အချင်းချင်းစုံဘူးကြတဲ့လူတစ်ယောက်ကိုသွားမှန်မှာပါပဲဒီပြင်သူမနဲ့ကျွန်တော်ညီမလေးကတက္ကသိုလ်တစ်ခုတည်းကကျောင်းပြီးလာခဲ့သေးတယ်ဒီလောက်ဆိုရင်ပဲကျွန်တော်တို့စကားဝိုင်းလေးကချောချောမွေ့မွေ့နဲ့အ
အလိုက်တင်ပြောလို့ရသွားခဲ့တယ်သူမကကျွန်တော်လိုပဲအိမ်အောင်မရှိသူမက26ကျွန်တော်က31သူမကမျက်ကပ်မှန်နဲ့ကျွန်တော်ကမျက်မှန်နဲ့သူမကကျွန်တော်လက်စီကိုအမွှန်းတင်ပြီးကျွန်တော်ကသူမရဲ့ဂျက်ကက်ကိုအမွှန်းတင်တယ်ကျွန်တော်တို့ကအိမ်ငှားကားတွေကိုရှင်းကြည့်ကြပြီးကျွန်တော်တို့ရဲ့အလုပ်ကိုင်တွေနဲ့လစာတွေနဲ့ပတ်သက်ပြီးညီးတွားကြတယ်သူမကဆွဲဆောင်မှုရှိတဲ့အမျိုးသမီးပါတိတ်ပြီးကိုရှေ့တန်းတင်လူပေါ်လူစော်လုပ်တဲ့မိန်းမမျိုးမဟုတ်ပါဘူးကျွန်တော်နဲ့သူမမတ်တက်ရက်ပြီးပြောနေတဲ့မိနစ်20လောက်အတွင်းမှာတော့သူမအကြောင်းမကောင်းတဲ့အချက်ဘာမှမတွေ့ရဘူးပါတီပြီးလို့လူစုပွဲတော့ကျွန်တော်လဲဟိုတယ်ကကော်တေးဆိုင်ကိုလိုက်ခဲ့ဖို့သူမကိုဖိတ်တယ်အဲ့ဒီမှာကျွန်တော်တို့ရဲ့စကားဝိုင်းကိုပြန်ဆက်ကြတယ်ဆိုင်ရဲ့မြင်ကွင်းကျဲပြင်းပေါက်ကြီးရဲ့အပြင်မှာတော့မိုးကအတန်တိတ်ရွာနေခဲ့တယ်မြို့ထဲကအလင်းရောင်တွေကမြူနင်းတွေတဲကဖြတ်ပြီးမတဲမကွဲမြင်နေရတယ်ထိုင်းမိုင်းတိတ်ဆိတ်နေမှုကလူမရှိတဲ့ဆိုင်လေးကိုဖုံးလွှမ်းထားတယ်သူမကရေခဲစိမ်ဒရိုက်ဂရီကိုမှားပြီးကျွန်တော်ကရေခဲစိမ်စကော့တစ်လုံးမှားလိုက်တယ်အေးကိုအသီးသီးငုံတောက်လိုက်ကြပြီးကျွန်တော်တို့လည်းတယောက်ကိုတယောက်စိတ်ဝင်စားနေကြတဲ့စတွေ့ခါစားယောက်ျားနဲ့မိန်းမဘာတစ်ခုမှပြောလေးရှိကြတဲ့စကားတွေကိုပဲဆက်ပြောနေကြတော့တယ်ကျွန်တော်တို့မှာကောလိပ်တက်တုန်းကအကြောင်းတွေပြောတယ်သဘောကျတဲ့သချင်းတွေအကြောင်းပြောကြတယ်အကစားပွဲတွေအကြောင်းပြောကြတယ်ပြီးတော့ကျွန်တော်တို့ရဲ့နေစာတူဝါကိစ္စတွေအကြောင်းပေါ့ကျွန်တော်သူမကိုစင်ကြီးအကြောင်းပြောလိုက်မိတယ်ဘလို့လုပ်ပြီးပြောပြသွားတယ်လေတော့ကျွန်တော်လည်းမမှတ်မိတော့ဘူးဖြစ်နိုင်တာကကျွန်တော်တို့ဒလိမ့်ဆန်နေနဲ့ပတ်သက်ပြီးပြောရင်းနဲ့ဆက်ပြီးပြောမိတာဖြစ်နိုင်တယ်ဒါမှမဟုတ်ကျွန်တော်ကိုယ်တိုင်ကဒီစင်ပြောက်ဆုံးမှုနဲ့ပတ်သက်ပြီးကျွန်တော်ကိုယ်ပိုင်အမြင်ကိုနားထောင်ပေးနိုင်မဲ့သူကိုမသိစိတ်ထဲကနေရှာနေတာလည်းဖြစ်နိုင်ပါတယ်ဒါမှမဟုတ်ရင်လည်းကျွန်တော်အမူးလွန်ပြီးဒါတွေပြောမိတာလည်းဖြစ်နိုင်တယ်ဘလို့ပဲဖြစ်စေဒီအကြောင်းပါဇက်ကလှုပ်ခနဲထွက်သွားကြတဲ့ကကျွန်တော်ဟာဒီလိုအချိန်မျိုးမှာမပြောသင့်ဆုံးအကြောင်းအရာကိုပြောလိုက်မိပြီဆိုတာသိလိုက်တယ်မဖြစ်သင့်ဘူးကျွန်တော်ဟာစင်အကြောင်းစကားမစသင့်ဘူးဒီအကြောင်းကဘလို့ပြောရမလဲတိတ်ပြီးပြည့်စုံနေပြီးဆက်ပြောစရာမရှိတော့အောင်ဖြစ်နေခဲ့တယ်ကျွန်တော်လည်းတခြားတစ်ခုခုကိုအမြန်လွှဲပြောဖို့ကြိုးစားပါသေးတယ်ဒါပေမဲ့ကံအားလျော်စွာပဲသူမကတခြားအရာတွေထက်ပျောက်သွားတဲ့စင်ကြီးအကြောင်းကိုပဲပို့ပြီးစိတ်ဝင်စားနေခဲ့တယ်ကျွန်တော်ကစင်ကိုအချိန်ပေါင်းများစွာတွေ့ဘူးကြောင်းလည်းပြောလိုက်ရောကျွန်တော်ကိုမေးခွန်းတွေတတိတန်းကြီးမေးတော့တာပါပဲစင်ကဘလို့စင်မျိုးလဲဘလို့လွတ်သွားတယ်ထင်လဲသူပါစားလဲဒါလူတွေအတွက်အန္တရာယ်မရှိဘူးလားစသဖြင့်ပေါ့ကျွန်တော်ကသူမကိုသတင်းထဲမှာပါတဲ့လူများသိထားသလောက်ပဲပြောပါတယ်ဒါပေမဲ့သူမကကျွန်တော်လေတံမှာတခုခုဖုံးကွယ်ထားတယ်လို့ရိပ်စားမိတယ်ထင်ပါတယ်ကျွန်တော်ဟာဘယ်တော့မှပိပိရီလိန်တတ်တဲ့သူမျိုးမဟုတ်ခဲ့ပါဘူးသူမကကျွန်တော်အမူအရာကိုသတိမထားမိသလိုနဲ့သူမရဲ့တိုင်ခွေကိုဒုတိယတငုံတောက်လိုက်ပြီးမေးတယ်စင်ကြီးပျောက်သွားတယ်ဆိုတော့ရှင်မတုံလို့သွားဘူးလားဒါကဘယ်သူမှမမျှော်လင့်ထားတဲ့အရာမဟုတ်လားမအံ့ဩပါဘူးမအံ့ဩမိဘူးထင်ပါတယ်ကျွန်တော်လဲစပွဲပေါ်ကဖန်ပကံများတွေကဘီစကစ်ပုံကြီးတွေကတစ်ချက်ကိုယူလိုက်တယ်နှစ်ချမ်းပိုင်းပြီးတဝက်ကိုစားလိုက်တယ်စပွဲတို့ကကျွန်တော်တို့ခုံပေါ်ကပြာခွက်ကိုလာလဲပေးတယ်သူမကကျွန်တော်စကားကိုစောင့်နေတယ်လို့မျိုးကြည့်နေခဲ့တယ်ကျွန်တော်လဲနောက်ထပ် cigarette တစ်လိပ်ထပ်ပြီးမီးညှိလိုက်တယ်လွန်ခဲ့တဲ့3နှစ်လောက်ခရဲကကျွန်တော်ဆက်လက်ဖြတ်ထားခဲ့တာပါဒါပေမဲ့စင်ကြီးပြောက်ပြီးနောက်မှာပြန်ပြီးတောက်နေမိတော့တယ်ဘာကြောင့်မအံ့ဩမိတာလဲရှင်ဆိုလိုတာကရှင်ကကြိုပြီးရိပ်မိနေတဲ့သဘောလားမရိပ်မိပါဘူးကျွန်တော်ကဘလို့လုံးမှန်းဆမိမှာလဲကျွန်တော်ကပြုံးပြီးဖြေလိုက်တယ်တရက်မှာစင်ကြီးတကောင်ရုတ်တရက်ပျောက်ဆုံးသွားဖို့အတွက်အစင်လာတွေလိုအပ်ချက်တွေမလိုပါဘူးဒါကကြိုးကြောင်းကြတဲ့ကိစ္စမှမဟုတ်တာဒါပေမဲ့ရှင့်အဖြေကထူးဆန်းနေတယ်ကျမကဘယ်သူမှမမှန်းဆနိုင်တဲ့ကိစ္စမျိုးပဲမဟုတ်လားဆိုတော့ရှင်ကမအံ့ဩမိပါဘူး
မအံ့ဩမိဘူးထင်ပါတယ်လို့ဖြေတယ်။တခြားသူတွေဆိုဟုတ်တာပေါ့လို့ဟုတ်တယ်အဲ့ဒါကတိတ်ကိုစမ်းတယ်လို့တခြားတစ်ခုခုဖြစ်ဖြစ်ပြောလိမ့်မယ်။ကျမဆိုလိုရင်းကိုနားလည်ရဲ့လား။ကျွန်တော်လဲသူမဘက်ကိုလှည့်ပြီးမတိမတာခေါင်းညှိလိုက်တယ်။ပြီးတော့မှလက်ထောင်ပြီးစပွဲတို့ကိုခေါ်လိုက်တယ်။ကျွန်တော်နောက်ထပ်စကော့တစ်လုံးကိုယူလာတာစောင့်နေတော့မပွင့်မရဲနဲ့တိတ်ဆိတ်မှုတစ်မျိုးကလွှမ်းနေခဲ့တယ်။ကျမအတွက်ဒါကိုနည်းနည်းနားလည်ရခက်တယ်လို့ပဲ။သူမကအေးအေးသက်သာပြောတယ်။ရှင်ကျမကိုစောစောကပဲလုံးဝပုံမှန်အတိုင်းစကားပြောနေခဲ့တယ်။ဒီစင်အကြောင်းမရောက်ခင်အထိပေါ့။ဒီနောက်တစ်ခုခုကကြိုးကြောင်ဖြစ်လာတယ်လို့ပဲ။ကျမရှင့်ကိုနားမလည်နိုင်တော့ဘူး။တစ်ခုခုမှားနေတာလား။စင်ကိစ္စကပဲမှားနေတာလား။ကျမနားတွေကပဲလှည့်စားနေခဲ့တာလားမသိဘူး။မင်းနားတွေကမမားပါဘူး။ဒါဖြင့်ရှင်ကမှားနေတာပေါ့။ပြဿနာကရှင်ပေါ့။ကျွန်တော်လဲဖန်ခွက်ထဲလက်ချောင်းလေးထည့်ပြီးရေခဲတုံးကိုမှွေလိုက်တယ်။ဝီစကီခွက်ထဲကရေခဲတုံးရဲ့အတန်ကိုကျွန်တော်သဘောကျတယ်။ကျွန်တော်ကတော့ဒါကိုပြဿနာလို့မခေါ်ဘူး။ဒါကဒီလောက်အရေးမကြီးပါဘူး။ကျွန်တော်ဘာကိုမှလည်းမဖုံးကွယ်ထားပါဘူး။ကျွန်တော်ရှင်းရှင်းလင်းလင်းမပြောနိုင်ပါဘူးပဲပူမိတာပါ။ကျွန်တော်ကဘာကိုမှမပြောဖို့ကြိုးစားနေတာမဟုတ်ပါဘူး။ဒါပေမဲ့မင်းမှန်ပါတယ်။ဒီကိစ္စကတိတ်ကိုထူးဆန်းပါတယ်။ရှင်ဘာကိုဆိုလိုတာလဲ။အတုံးမကြပုံကကျွန်တော်သူမကိုဒီဇလန်ပြောပြရတော့မယ်ကျွန်တော်လဲဝီစကီတငုံမော့လိုက်ပြီးစပြောတယ်ကိစ္စကကျွန်တော်ဟာစင်ကြီးကိုမပြောက်ဆုံးခင်မှာနောက်ဆုံးမြင်ခဲ့သူဖြစ်နေတာပဲကျွန်တော်ကမေ18ရက်ည9နာရီလောက်မှတွေ့ခဲ့တာပဲ18ရက်နေ့ခင်းမှာစင်ကြီးပြောက်နေတာကိုသူတို့သတိပြုမိကြတယ်ဒီကြားထဲလဲဘယ်သူမှသူ့ကိုတွေ့မှာမဟုတ်ဘူး။ဘာကြောင့်ဆိုသူတို့ကစင်လောင်ရင်ကို6နာရီဆိုရင်ပိတ်တာကိုကျမသဘောမပေါက်ဘူး။တကယ်လို့သူတို့ကစင်လောင်ရင်ကို6နာရီမှပိတ်ရင်ရှင်ကဘလို့လို့9နာရီနောက်ပိုင်းမှာသူ့ကိုတွေ့ရတာလေ။စင်လောင်ရင်ရဲ့အနောက်ဘက်မှာတောင်ဆွဲလေးတစ်ခုရှိတယ်။မဆောက်တဲ့တောင်ကုန်းကြီးကပုဂ္ဂလိကပိုင်းပဲ။လမ်းလည်းမရှိဘူး။တောင်ကုန်းရဲ့အနောက်ဘက်မှာနေရာလေးတစ်ခုရှိတယ်။အဲ့ဒီကနေစင်လောင်ရင်ထဲကိုမြင်နိုင်တယ်။ဒါကိုသိတာကျွန်တော်တယောက်ပဲရှိမယ်ထင်တယ်။ကျွန်တော်လည်းဒီနေရာလေးကိုကန်အားလျော်စွာတွေ့ခဲ့တာပဲ။တနင်္ဂနွေနေ့လယ်ခင်းမှာအဲ့ဒီနားဖြတ်သွားရင်းနဲ့လမ်းပြောက်ပြီးအဲ့ဒီတောင်ဆွဲလေးရဲ့ထိပ်ကိုရောက်သွားတာပဲ။အဲ့ဒီမှာနည်းနည်းမြေပြက်နေရာလေးကိုတွေ့တယ်။လူတယောက်လှဲယုံနေရာလေးပဲ။ခြုံတွေထဲကနေကြည့်လိုက်တော့စင်လောင်အိမ်ရဲ့ခေါင်းမိုးတွေကိုတွေ့နေရတယ်။ခေါင်းမိုးအစွန်းတွေရဲ့အောက်မှာအတော်အသင့်ကြီးတဲ့လေပေါက်ဖောက်ထားတာတွေ့ရတယ်။အဲ့ဒီကနေကျွန်တော်ဟာစင်လောင်ရင်ထဲကမြင်ကွင်းကိုရှင်းရှင်းလင်းလင်းမြင်နိုင်တယ်။အဲ့ဒီနောက်တော့ကျွန်တော်လဲစင်ကြီးကိုအိမ်ထဲမှာရှီတုံးကြည့်နေတာနဲ့မကြာခဏရောက်ဖြစ်ခဲ့တယ်။တယောက်ယောက်ကများကျွန်တော်ကိုဘာအတွက်ဒီလိုဒုက္ခခံရတာလဲလို့များမေးလိုက်ရင်တော့ကျွန်တော်တင့်တော်တဲ့အဖြေမျိုးရှိမှာမဟုတ်ပါဘူး။ကျွန်တော်ကစင်ကြီးကိုသူ့တကူတဲ့ရှီတုံးကြည့်ရတာသဘောကျတာတတ်ပါဒီထက်ပိုကောင်းတဲ့အဖြေလည်းရှိမှာမဟုတ်ပါဘူးအိမ်ထဲမှာမှောင်သွားတဲ့အခါတော့ကျွန်တော်စင်ကြီးကိုမတွေ့ရတော့ဘူးပေါ့ဒါပေမဲ့ညဦးပိုင်းမှာတော့စင်တိုင်းကစင်ကြီးကိုဂယုတစိုက်လုပ်ပေးနေတော့မိကိုတစ်ချိန်လုံးထွန်းထားတယ်ဒီတော့ကျွန်တော်မှမြင်ကွင်းကိုအသေးစိတ်လေ့လာနိုင်တယ်စင်တိုင်းနဲ့စင်ကြီးကိုနှစ်ယောက်တည်းရှိတော့တွေ့ရချိန်မှာကျွန်တော်ကိုဖန်ဆားနိုင်တဲ့အချက်ကတော့သူတို့တယောက်ကိုတယောက်ခင်မင်မှုကိုတိတိတတ်တာပြတာပါပဲလူများရှိမှဘယ်တော့မှထုတ်ပြလို့မရှိတဲ့ဟာမျိုးပေါ့သူတို့ရဲ့တွေ့တာမှုကအမူအရာတိုင်းမှာထင်ရှားလို့နေတယ်ကြည်ရတာသူတို့ရဲ့ခံစားမှုတွေကိုသူများတွေသတိမထားမိအောင်နေဘက်လူများရှိမှဖုံဖုံဖိဖိနေပြီးညဘက်နှစ်ယောက်တည်းရှိမှပဲထုတ်ဖော်ကြတာမျိုးနဲ့တူနေတယ်ဒီလိုဆိုလိုက်လို့ညဘက်သူတို့နှစ်ယောက်တည်းရှိတဲ့အချိန်မှာထူးထူးခြားခြားဘာမှလုပ်နေတာမဟုတ်ပါဘူးစင်ကြီးကအဲ့ဒီမှာမတ်တက်ရက်လို့နေမယ်ထုံးစံအတိုင်းငေးမောလို့စင်တိုင်းကလည်းစင်တိုင်းတယောက်လုပ်ရမယ့်အလုပ်တွေကိုလုပ်မြဲပါပဲ
မတက်တပြက်စီးတစ်ချောင်းနဲ့စင်ကြီးကိုတိုက်ချွတ်ဆေးကြောပေးမယ်စင်ကြီးရဲ့ထွက်ကြလာတဲ့မစင်တုံးကြီးတွေကိုကျုံးမယ်စင်ကြီးကိုအစာကျွေးပြီးတဲ့အခါရှင်းလင်းတန့်စင်ပေးမယ်ဒါပေမဲ့သူတို့နှစ်ယောက်ကြားမှာအထူးတလဲနှွေးထွေးမှုယုံကြည်မှုတွေရှိနေတာကိုတော့ယုံမားတန်တရားရှိစရာမလိုပါဘူးစင်တိန်ကကျမ်းပင်ကိုတပြက်စီးလှဲနေတဲ့အချိန်စင်ကြီးကသူ့ကိုယ်လုံးကြီးကိုဝှေ့ရမ်းပြီးစင်တိန်ရဲ့နောက်ကျောကိုပုတ်တယ်စင်ကြီးအဲ့လိုလုပ်နေတာကိုကြည့်ရတာကျွန်တော်သဘောကျတယ်ရှင်ကစင်တွေကိုချစ်တတ်သလားသူမကမေးတယ်ကျမဆိုလိုတာကဒီစင်မမဟုတ်ဘူးစဉ်းစားပါရစေကျွန်တော်စင်တွေကိုသဘောကျပါတယ်သူတို့နဲ့ပတ်သက်ပြီးကျွန်တော်မှစိတ်လှုပ်ရှားရပါတယ်ကျွန်တော်သူတို့ကိုအမြဲချစ်ခဲ့မိတယ်ထင်ပါရဲ့ဘာကြောင့်လဲတော့မသိဘူးအဲ့ဒီနေ့ကလည်းနေဝင်သွားပြီးနောက်ရှင်ကအဲ့ဒီတောင်ကုန်းပေါ်ရောက်နေပြီးစင်ကိုကြည့်နေတယ်ထင်ပါရဲ့မေဘယ်နှစ်ရက်ပါလဲ18ရက်မေ18ရက်9နာရီအဲ့ဒီနေ့ကနေတာကလည်းရှည်လွန်းတယ်ကောင်းကင်မှာပဇွန်စီအောင်တန်းနေသေးပဲဒါပေမဲ့စင်လောင်အိမ်ထဲမှာတော့မီးဖွင့်ထားပြီးအဲ့ဒီနေ့ကတော့စင်နဲ့စင်တိန်တယောက်ယောက်ထူးခြားနေတာမျိုးရှိလားရှိလဲရှိတယ်ရှိလဲမရှိဘူးအတိအကျတော့မပြောနိုင်ဘူးကျွန်တော်ရှေ့တက်တဲ့မှာရက်နေကြတာမျိုးမှမဟုတ်တာကျွန်တော်ဟာအကောင်းဆုံးမျက်မြင်သက်သေမျိုးဟုတ်ချင်မှဟုတ်မယ်ဘာတွေဖြစ်ပျက်သွားလို့လဲကျွန်တော်လည်းအရေးပြောနေပြီဖြစ်တဲ့စကော့ကိုမော့ချလိုက်တယ်အပြင်ဘက်ကမိုးကရွာနေစေအရင်လိုပဲပိုလဲမသေးလားဆဲလဲမဆဲသွားဘယ်တော့မှမပြောင်းတဲ့ရှုခင်းတစ်ခုရဲ့ငြိမ်သက်နေတဲ့အစိတ်ပိုင်းဖြစ်နေခဲ့တယ်တကယ်တော့ဘာမှတော့မဖြစ်ပျက်သွားခဲ့ပါဘူးစင်နဲ့စင်တိန်ကအရင်တိုင်းပဲလှုပ်เสียရှိတာလုပ်နေကြတာပါပဲတန်ရှင်းလှုပ်တယ်အစာစားတယ်တယောက်နဲ့တယောက်ခင်မင်စွာနဲ့ကြည်စဲကစားကြတယ်ဘာမှထူးထူးခြားခြားလုပ်မနေကြပါဘူးထူးခြားတာကသူတို့ရဲ့ပုံပန်းတရံပဲသူတို့နှစ်ယောက်ကြားကအချိုးအစားပဲအချိုးအစားဟုတ်လားအရွယ်အစားပါသူတို့ခန္ဓာကိုယ်ရဲ့အရွယ်အစားစင်တိန်နဲ့စင်ကြီးရဲ့အရွယ်အစားအဲ့ဒီအချိုးအစားကနည်းနည်းပြောင်းနေတယ်လို့ပဲသူတို့ကြားကကွာခြားမှုကလျော့သွားတယ်လို့ပဲသူမကသူမရဲ့ဒိုက်ကွေရီခွက်ကိုခဏတာငေးဆိုင်ကြည့်နေခဲ့တယ်ရေခဲတွေကအရေးပြောနေတာတွေ့ရတယ်ရေခဲတွေကအရေးပြောနေတာတွေ့နေရတယ်ရေတွေကကော့တေးထဲမှာသမုတ်တရားငယ်စားလေးလိုလှိုင်းထားလို့ဆိုလိုတာကစင်ကြီးဟာအရွယ်စားသေးလာတယ်လို့ပြောချင်တာလားဒါမှမဟုတ်စင်ထိန်ကအရွယ်ကြီးလာတာလည်းဖြစ်မယ်နှစ်ခုလုံးလည်းဖြစ်နိုင်တယ်အဲ့ဒါကိုရဲကိုမပြောဘူးလားမပြောခဲ့ပါဘူးသူတို့တွေကကျွန်တော်ကိုယုံကြမှာမဟုတ်တာသိကြပါတယ်တကယ်လို့များကျွန်တော်ကစင်ကြီးကိုကြောက်ထရံလေးပေါ်ကချောင်းကြည့်တတ်တဲ့အကြောင်းသာပြောပြလိုက်ရင်သူတို့ရဲ့နံပါတ်1တန်တရားဝင်စရာလူဖြစ်သွားလိမ့်မယ်သူတို့ကြားကအချိုးစားပြောင်းလာတယ်ဆိုတာရှင်သေချာရဲ့လားဖြစ်နိုင်ပါတယ်ကျွန်တော်မှဖြစ်နိုင်ပါတယ်လို့ပဲပြောနိုင်တယ်ကျွန်တော်မှတက်တယ်မရှိဘူးပြောခဲ့တယ်လို့ပဲကျွန်တော်ကလေဝင်ပေါက်ကလေးကနေကြည့်ရတာဒါပေမဲ့သူတို့ကိုဘယ်နှကြိမ်မှမသိအောင်ကြည့်ခဲ့ဘူးတဲ့အတွက်ကျွန်တော်မှဒီရွယ်စားနဲ့ပတ်သက်လို့မမားနိုင်ဘူးလို့ထင်တယ်တကယ်တော့အဲ့ဒီတုန်းကကျွန်တော်များအကြည့်မှားသလားလို့ထင်မိသေးတယ်ကျွန်တော်မှမျက်လုံးကိုမှိတ်ပြီးပြန်ဖွင့်တယ်ခေါင်းကိုခါပြီးမှကြည့်တယ်ဒါပေမဲ့စင်ရဲ့အရွယ်စားကဒီအတိုင်းမပြောင်းလဲစင်ကကြုံသွားတယ်လို့ဖြစ်တာတေချာလှတဲ့အတွက်ပထမတော့ကျွန်တော်တို့မျိုးကနောက်ထပ်စင်ငယ်တကောင်များရလာသလားလို့တော့ထင်မိတယ်ဒါပေမဲ့လည်းအဲ့လိုမျိုးကျွန်တော်မကြားထားပါဘူးကျွန်တော်ကစင်နဲ့ပတ်သက်တဲ့သတင်းဆိုရင်ဘယ်တော့မှအလွတ်ခံတာမှမဟုတ်တာတကယ်လို့ဒါဟာစင်အစ်စ်တကောင်မဟုတ်ရင်တော့ကောက်ချက်ချလို့ရတာတခုပဲရှိတော့တယ်စင်ကြီးဟာတနည်းနည်းနဲ့ကြုံသွားတာပဲကျွန်တော်စောင့်ကြည့်နေတော့မှတိတာထင်ရှားတာကအဲ့ဒီပိုသေးသွားတဲ့စင်ဟာအရင်စင်ကြီးနဲ့အမူအရာတထေးရတယ်ပဲသူကရေချိုးပေးတဲ့အခါညာခြေထောက်ကိုပျော်ရွှင်စွာနဲ့ချထားပြီးသူ့ရဲ့သေးသွားတဲ့ကိုယ်လုံးလေးနဲ့စင်တိန်ရဲ့ကြောကိုတို့မယ်ဒါကတကယ်စမ်းကြဲလာတဲ့မြင်ကွင်းပါပဲ
အဲ့ဒီလေဝင်ပေါက်ကလေးကနေကြည့်ရင်စင်လောင်ရင်ထဲမှာအပြင်နဲ့မတူတဲ့ဘယ်မှမတွေ့ရတဲ့ကြောချမ်းစရာအချိန်ကာလတစ်ခုဖြတ်တန်းသွားတယ်လို့ပဲပြီးတော့စင်နဲ့စင်တိန်ဟာသူတို့ကိုလွှမ်းခြုံလာတဲ့တပိုင်းတစလွှမ်းခြုံပြီးဖြစ်တဲ့ဒီအခြေအနေပေါ်မှာဝမ်းမြောက်ပျော်ရွှင်နေကြတယ်လို့ခံစားရတယ်ကျွန်တော်အဲ့ဒီမြင်ကွင်းကိုကြည့်နေခဲ့တာစုစုပေါင်းနိုင်ဝက်တောင်မကြပါဘူးမိကခါတိုင်းထက်အများကြီးစောပြီး9 နာရီခွဲမှမှိတ်သွားခဲ့တယ်အဲ့ဒီအချိန်ကစပြီးအရာရာကအမှောင်တူးနဲ့အုပ်ဆိုင်လို့သွားတယ်ကျွန်တော်လည်းမီးများပြန်လင်းလာအောင်မလားဆိုပြီးအဲ့ဒီနေရာလေးမှာစောင့်နေပါသေးတယ်ဒါပေမဲ့ပြန်လင်းမလာတော့ပါဘူးဒါပေမဲ့ဘယ်တော့မှပြန်လင်းမလာတော့ပါဘူးဒါဟာကျွန်တော်စင်ကြီးကိုနောက်ဆုံးတွေ့ခဲ့ခြင်းပါပဲဒီတော့ရှင်ကစင်ကြီးဟာတန်နိုင်တွေကြားထဲကလွတ်မြောက်သွားနိုင်လောက်အောင်တင်းငယ်သွားလိမ့်မယ်ဒါမှမဟုတ်ရေပျော်ပြီးပျောက်ကွယ်သွားလိမ့်မယ်လို့ယုံကြည်တယ်ပေါ့ကျွန်တော်လည်းမသိဘူးကျွန်တော်ကတော့ကျွန်တော်မျက်လုံးနဲ့မြင်ခဲ့ရတာကိုတက်နိုင်သမျှတိတိကျကျပြန်ပြီးပုံဖော်မိတယ်အဲ့ဒီနောက်မှာဘာဖြစ်သွားလဲတော့တိတ်မတွေးမိပါဘူးမျက်မြင်ပုံရိပ်တွေကတိတ်ကိုထင်ရှားအားကောင်းနေတော့အဲ့ဒါကိုလွန်ပြီးကြည့်ဖို့လက်တွေ့မှာမဖြစ်နိုင်ဘူးဒါကစင်ကြီးရဲ့ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီးကျွန်တော်ပြောနိုင်တာအကုန်ပဲကျွန်တော်စိုးရိမ်တယ်လို့ပဲစင်ကြီးရဲ့ဇက်လန်းကအခုမှတွေ့တဲ့လူရွယ်ယောက်ျားနဲ့မိန်းမအတွက်တိတ်ကိုတတိတတန့်ဆန်ပြီးသူ့ဘာသာသူပြည့်စုံနေခဲ့တယ်ကျွန်တော်ဇက်လန်းကိုပြောပြီးသွားတော့တိတ်ဆိတ်မှုကဖုံးလွှမ်းလာခဲ့တယ်ဒီစင်ပျောက်ဆုံးသွားတဲ့ဇက်လန်းကထပ်မံဆွေးနွေးစရာပွင့်နေတာမျိုးမရှိတဲ့အတွက်ဒီကနေဘလို့အကြောင်းအရာမျိုးတွေများဆွေးနွေးနိုင်ပါမလဲသူမကကော့တေးခွဲရဲ့နှကန်းတစ်ဝိုက်လက်ချောင်းလေးတွေကိုပုတ်နေပြီးကျွန်တော်ကလည်းဖန်ခွက်အောက်ခံပြားမှာနှိပ်ထားတဲ့စလုံးတွေကိုအကြိမ်ကြိမ်ပြန်ဖတ်နေခဲ့တယ်ကျွန်တော်ဟာသူမကိုစင်ကြောင်းမပြောခဲ့သင့်ဘူးဒီဇက်လန်ဟာဘသူကိုမဆိုလွတ်လွတ်လပ်လပ်ဖွင့်ဟနိုင်တဲ့ဇက်မျိုးမဟုတ်ဘူးကျမငယ်ငယ်တုန်းကမွေးထားတဲ့ကြောင်ကလေးပျောက်သွားဘူးတယ်သူမကအကြာကြီးတိတ်ဆိတ်နေပြီးနောက်စပြောတယ်ဒါပေမဲ့ကြောင်တကောင်ပျောက်တာနဲ့စင်တကောင်ပျောက်တာနဲ့ကတူတော့မတူဘူးပေါ့ဟုတ်တယ်နှိုင်းရှင်လို့မရဘူးအရွယ်စားကစကားပြောတယ်နိုင်ဝက်လောက်အကြာမှာတော့ကျွန်တော်တို့နှစ်ယောက်သားဟိုတယ်အပြင်ဘက်မှာတယောက်နဲ့တယောက်နှုတ်ဆက်ခွဲခွာခဲ့ကြတယ်သူမကရုတ်တရက်ကော့တေးဆိုင်ထဲမှာထီးကျန်ခဲ့တာကိုသတိရသွားတယ်ကျွန်တော်ပဲဓာတ်လေကနဲ့တက်ယူပြီးသူမကိုပေးလိုက်တယ်ထီးကအုပ်နေခဲ့အောင်ရိုးကိုင်းကြီးကြီးနဲ့ကျေးဇူးပါပဲသူမကဆိုတယ်ကောင်းတော့ညပါကျွန်တော်ကပြန်ပြောလိုက်တယ်ဒါဟာသူမကိုကျွန်တော်နောက်ဆုံးတွေ့ခဲ့တာပဲအဲ့ဒီနောက်ပိုင်းကျွန်တော်တို့ဖုန်းထဲမှာတခါပြောပြတယ်သူမရေးမဲ့ဆောင်းမအတွက်အသေးစိတ်အချက်လက်လေးတွေအတွက်ပါစကားပြောနေရင်လည်းသူမကိုညစာထွက်စားဖို့ဖိတ်ရင်ကောင်းမလားလို့ပြင်းပြင်းထန်ထန်တွေးမိတယ်ဒါပေမဲ့မဖိတ်ဖြစ်ခဲ့ဘူးဘာပဲဖြစ်ဖြစ်တိတ်အရေးကြီးလာတယ်တော့မထင်ဘူးပျောက်ဆုံးသွားတဲ့စင်ကြီးကိစ္စကြုံပြီးကြတဲ့ကကျွန်တော်မှအမြဲအဲ့လိုပဲခံစားရတယ်ကျွန်တော်တခုခုလုပ်ရင်ကောင်းမလားစဉ်းစားလိုက်ရင်ကျွန်တော်ဟာလုပ်ကိုလုပ်ရမယ့်အကျိုးရလဒ်နဲ့မလုပ်ဘဲနေလို့ဖြစ်လာမယ့်အကျိုးဆက်ကိုမခွဲခြားနိုင်တော့ဘူးကျွန်တော်ဝင်းကျင်ကအရာတွေရဲ့တင့်တော်တဲ့အချိုးအစားကိုကျွန်တော်မသိတော့ဘူးကျွန်တော်အာယုံသီးတွေကလှည့်စားနေကြတာလည်းဖြစ်နိုင်ပါတယ်ကျွန်တော်အထက်ကမျှကြေးတစ်ခုဟာစင်ကိစ္စဖြစ်ပြီးကြတဲ့ကပြတ်သွားခဲ့ပုံရပါတယ်အဲ့ဒီကနေပြင်ပလောကအသွင်သဏ္ဍာန်တွေကိုကျွန်တော်မျက်လုံးမှာထူးထူးဆန်းဆန်းအနေနဲ့မြင်လာရတယ်ကျွန်တော်အထက်မှာတစ်ခုခုဖြစ်နေပုံပဲကျွန်တော်ဟာရေခဲတစ်တာတွေပေါင်မုံမိခင်ဇက်တွေကော်ဖီဖြော်ဇက်တွေကိုကဘာကြီးတွေကကျွန်တော်ရယူထိမ့်သိမ်းထားတဲ့အမှတ်တရတွေပေါ်အခြေခံပြီးလက်တွေ့ကြတဲ့ကဘာကြီးထဲမှာဆက်ပြီးရောက်နေသေးပါကျွန်တော်ကပို့ပြီးလက်တွေ့ကြဖို့ကြိုးစားလေကျွန်တော်မှပို့ပြီးရောင်းရလေပဲကျွန်တော်တို့အယောင်မြင့်တင်ရေးဆောင်ရွက်မှုတွေဟာကောင်းမြင်ပြီးမှန်းဆထားတာထက်ကိုကျော်လွန်ပြီးအောင်မြင်ခဲ့တယ်ဒါဟာကမ္ဘာလောကတစ်ခုလို့ကျွန်တော်တို့နားလည်ထားတဲ့မိဖို့ကြောင့်ထဲမှာလူတွေကသဟဇာတာဖြစ်မှုကိုရှာနေလို့လည်းဖြစ်နိုင်ပါတယ်
ဒီဇိုင်းရဲ့ညီညွတ်ပြည့်ပြည့်မှုအယောင်ရဲ့ညီညွတ်ပြည့်ပြည့်မှုလုပ်ငန်းဆောင်တာတွေရဲ့ညီညွတ်ပြည့်ပြည့်မှုသတင်းစာတွေမှာတော့စင်နဲ့ပတ်သက်ပြီးဘာမှထပ်ပြီးမရေးကြတော့ပါဘူးလူတွေဟာတစ်ချိန်ကသူတို့ရဲ့မြို့မှာစင်တကောင်ပိုင်ခဲ့ဘူးတယ်ဆိုတာတော့မေ့သွားကြပြီထင်ပါတယ်စင်လောင်ထားတဲ့ခြံဝင်းတွေကမြက်တွေက၆သွေ့ညှိုးနွမ်းလိုနေကြပါပြီဝင်းကျင်တစ်ခုလုံးကစောင်းတွင်းငွေအသက်တွေရနေပါပြီစင်နဲ့စင်တိန်ကတော့လုံးလုံးကိုစုပ်ဆမြုပ်ဆပျောက်ကွယ်သွားခဲ့ကြတယ်သူတို့တွေဘယ်တော့မှပြန်မပေါ်လာကြတော့ဘူးနမေကျော်ဂျပန်စာရေးဆရာမူရကာမီရဲ့စင်တကောင်လုံးပျောက်ဆုံးခြင်းဝတ္ထုဒီမှာပဲအဆုံးသတ်ပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်